လက်လွတ်မခံသင့်တဲ့ free service promotion မင်္ဂလာပါရှင် Peace Myanmar Electric Hori ရဲ့နှစ်သစ် True Promotion ကြီးလာပါပြီဒါက2026ခုနှစ် January လကနေဇွန်လအထိ Mitsubishi Electric အိမ်သုံး Aircon ဝယ်ယူသူတိုင်းကို free service ပြုလုပ်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ရှင် Mitsubishi Electric ရဲ့အိမ်သုံး Aircon တွေဖြစ်တဲ့တကောင်ခွဲနှစ်ကောင်ခွဲ Inverter 9 Inverter ဘယ်မျိုးစားကိုပဲဝယ်ယူပြီးတစ်နှစ်အတွင်း free service တစ်ကြိမ်ပြုလုပ်ပေးမှာဖြစ်ပြီးတော့ MNC ရတန်းမျိုးစားဖြစ်တဲ့တကောင်9 Inverter Aircon ဆိုရင်တော့ဝယ်ယူပြီးတစ်နှစ်အတွင်း free service နှစ်ကြိမ်ပြုလုပ်ပေးမှာဖြစ်ပါတယ် free service ရယူနိုင်ဖို့အတွက် Service Care Mobile App ကို download လုပ်ပြီး register လုပ်ထားဖို့လိုပါတယ် Service ခေါ်တဲ့အခါကျရင်ဒီ app ထဲကနေ Service Request တင်ပေးရမှာပါ Phone ရဲ့အောက်ဆုံးမှာရှိတဲ့ Remote နေရာမှာတော့ Promo Code နဲ့ Aircon Serial Number ကိုရိုက်ထည့်ပေးရပါမယ်တကယ်လို့ကိုဝယ်ခဲ့တဲ့ဆိုင်ကိုပဲ service လုပ်စေချင်တယ်ဆိုရင်တော့ remote နေရာမှာဆိုင်နာမည်ကိုရိုက်ထည့်လိုက်ရုံပါပဲ request တင်ပြီးတဲ့အခါမှာ quotation လေးပြန်ပို့ပေးပါမို့ free ရမရလဲစိတ်ပူစရာမလိုတော့ဘူးနော်ဒီ application ကြွားလေးနဲ့ရိုက်ထည့်ရမယ့် promo code ကိုတော့ Aircon Indo ရဲ့အောက်ဘက်မှာကတ်ထားပေးမှာပါ Peace Myanmar Electric ရဲ့ showroom တွေမှာသာမကပဲ Mitsubishi Electric Aircon တင်ထားတဲ့ဆိုင်တိုင်းမှာဒီ promotion လေးရရှိမှာဖြစ်လို့ Aircon ဝင်တဲ့အခါမှာလည်းဒီ promotion sticker လေးပါမပါစီးကြည့်ကြအောင်နော်မရှင်းတာလေးတွေရှိရင်ဒီ post ရဲ့ comment ဒါမှမဟုတ် page messenger နဲ့ PME Hori ရဲ့ channel တွေမှာလည်းမေးမြန်းလို့ရတယ်လို့ဖုန်းနံပါတ်3992550000ကိုဆက်သွယ်ပြီးတော့လည်းမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်ဒါနဲ့ဒီ promotion က2026 January လကနေဇွန်လတွင်ဝယ်ယူမှရမှာနော်